Adi sama. Jadi betul tahu ya, ya tapi betul ya. Asyik jodoh wujud kuat je, no? Nanti jizo cuma di satu macam mana lo? Hello, me. Happy New Year, ba. Thank you. ရှင်းစွာဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေဖျားခင်ရဲ့ကျေးဇူးတော်တက်ကြောင့်နေ့စဉ်နေ့တိုင်းဆမရိုဘီတာဆုနဲ့တူကကျေးဇူးတော်ချီးမွမ်းရတဲ့အခုကိုပြင်ဆင်ပေးတဲ့အတွက်ဖျားခင်ရဲ့ကျေးဇူးချီးမွမ်းနေဒီမှာရှိတဲ့ဆရာမကိုချစ်တဲ့စိတ်နဲ့လာရောက်ပါဝင်ပေးတဲ့ဓမ္မမိတ်ဆွေတယောက်ချင်းချင်းကိုလည်းအထူးပဲကျေးဇူးတင်တယ်လို့ပမာဏအနေနဲ့ပြောချင်ပါတယ်လို့ကျွန်တော်တို့စီစဉ်စပြုဖို့ရန်အတွက်အချိန်တော်ဖြစ်တဲ့ကြောင့်ပမာဏကျမ်းစာတော်မြတ်တစ်ပိုက်အဖြစ်ခွန်အားယူကြရအောင်65ခုမြောက်သောဆာလံအပိုင်းငယ်15ဖြစ်ပါတယ်65ခုမြောက်သောဆာလံအပိုင်းငယ်15တိတို့ကိုကျေးဇူးတော်နှင့်ပတ်ရစ်တော်မူ၍ခြေတော်ရာတို့သည်စီကုလိုတက်ကြပါ၏နောက်တစ်ခါပတ်ချင်ပါတယ်တိတို့ကိုကျေးဇူးတော်နှင့်ပတ်ရစ်တော်မူ၍ခြေတော်ရာတို့သည်စီကုလိုတက်ကြပါ၏အချိန်တိုင်းအတွက်ကျမတို့ကိုကျမတို့ရဲ့အသင်းတော်ရဲ့ဥက္ကဋ္ဌဖြစ်တဲ့အန်တီကနေပြီးတော့မှအစာပြုစုတောင်းဆက်တဲ့အနံပေးမှာဖြစ်ပါတယ်Hola, te puedo dar un poco de tiempo. Hoy fue un todo papel que me dio su negocio y usar su mamá. Todo se divide en su mamá y todo se divide. Ella cada uno está con la idea de todo se papel que todo papel que lo voy a dividir está con la papel. Todo se nanya peta na domiba. Ini saya tu nana sekana. Jamalu yang kita tu ending kumala ya tu. ဘုရားကိုဝတ်ပြုကိုကိုရတော့ပြုလုပ်ပေးတော်မူသောဖခင်သခင်ရဲ့ကျေးဇူးတော်လည်းရှင်ဆိုရှိမမာဤကိုလို့ရှင်တမီတော့ရောက်စီတိုင်းပေါ်တဲ့ညာဦးရန်ချိန်ထားတဲ့လုံချုံမေးချွေးစွာနဲ့အိဆတ်နာနေရပါ၏နာနဲ့မိုးတောက်ရန်တဲ့ကိုလို့ရှင်ကျမ်းမှာစွာနဲ့နိုးထတော့ပြုလုပ်ပေးတော်မူသောဖခင်သခင်ရဲ့ကျေးဇူးတော်လည်းကြီးတော့ရှိမမာဤတတိတာလုံးကိုလို့ရှင်တမီတို့နဲ့အတူရှိတော်မူပါကိုလို့ရှင်ရဲ့ကျေးဇူးတော်ပေါင်းကိုကြီးတော့ရှိမလည်းသူတောင်းပထနာပြုကြပါ၏ဤစီဝေကိုလက်ခံတော့အိမ်ထောင်မိသားစုပေါ်မှာလည်းဆရာမတို့မိသားစုပေါ်မှာလည်းကောင်းချီးများတွန်းလောင်းပေးသနာတော်မူပါနှစ်တည်းနဲ့အတူကိုလိုရှင်ရဲ့ကျေးဇူးတော်အပေါင်းကိုခံကြောင်းပြီးတော့တာယာတော်မိသားစုများတာတပိများမိများဆွေမျိုးများမိတ်ဆွေများရောက်စီတိုင်းပေါ်တွင်လည်းကိုလိုရှင်ကောင်းချီးများတွန်းလောင်းပေးသနာတော်မူပါဖခင်တခင်ရဲ့ကျေးဇူးတော်ပေါင်းကိုလည်းချီးမွမ်းပါ၏ဒီအစည်းအဝေးမှာလာရောက်ပြီးတော့ဆရာမိသားစုလည်းလာရောက်ပြီးတော့တရားဒေသနာဟောကြားတိကတူလည်းတရားဒေသနာကိုစာမှုစာနဲ့နိုင်ခံတတ်တော်တာသမီးများရောက်စီတိုင်းဖြစ်စေတော်မူပါ။အော်ပြောမိဆရာပေါ်တွင်လည်းနှုတ်ရှာပါစမိတိတ်ပေးတော်မူပါ။ဆရာလူမိသားစုပေါ်မှာလည်းကောင်းချီးပေးသနာတော်မူပါ။ဖခင်တကယ်ကျေးဇူးတော်ချီးမွမ်းပါ၏။လာရောက်ကြတော်ဓမ္မမိတ်ဆွေများအရောက်စီတိုင်းပေါ်မှာလည်းကိုလိုရှင်ရဲ့ကောင်းချီးများတွန်းလောင်းပေးသနာတော်မူပါ။တနစ်တာလုံးကိုလိုရှင်နဲ့အတူရှိပြီးကိုလိုရှင်ရဲ့ကျေးဇူးတော်ပေါင်းကိုခံစားတော်တာသမီးများဖြစ်စေတော်မူပါဖခင်တကယ်ရဲ့ကျေးဇူးတော်ပေါင်းကိုရည်တော်ချီးမွမ်းလက်ဆရာမတို့ရဲ့အနည်းဝေးမှာရှိတော်မိတ်ဆွေမျိုးများနိုင်ငံခြားမှာရှိကြတော်ဆွေမျိုးများမိသားစုများကိုလည်းကောင်းချီးပေးသနာတော်မူပါဖခင်တကယ်ရဲ့ကျေးဇူးတော်ပေါင်းကိုရည်တော်ချီးမွမ်းလက်ကိုလိုရှင်ကိုဖိတ်ခေါ်ပြီးဒီချိန်ခါနိုင်ကိုဆရာမတို့အိမ်မှာသူတောင်းစီလေးပြုတိတာကိုလိုရှင်နာညာပေးသနာတော်မူပါမိအကြောင်းအသက်ရှင်တော်မူသောဖခင်သခင်ကိုဒီအချိန်တိုင်းကိုစက္ကအနဆုတောင်းပခနာပြုကြပါ၏အာမင်စာပြုဆုတောင်းပေးသွားတဲ့အန်တီကိုသူပဲကျေးဇူးတင်ပါတယ်လို့ကျမတို့အတူကချီးမွမ်းဖို့ရန်အတွက်တခြင်းနံပါတ်14အံပွဲကျေးဇူးတော် Amazing Grace နော်အတူကချီးမွမ်းကြရအောင်
ကျေးဇူးမြေတာအဘွယ်ချိုတာပြေတာငါကိုကယ်ရှာရောက်ဆုံးရမှာပြတ်တွေ့ခဲ့ပြီးကံတော်မျက်စိမြင်ပြီးတေတာကရေချပွဲလမ်းမှာကျေးဇူးတော်စေရှိပါယုံသိချိန်မှာရဲ့အားရှိကြောက်ချင်လေးမရှိပြီဒုက္ခပြေဝပြေတော်တွေမှာကိုယ်တော်သံတော်လာပြီငါကတဲ့ကျေးဇူးတော်သည်အိတော်သောပေါ်ဆောင်ပြီနေထဲတာပါထောပြေတော်မှာအပွင့်မြေတာတော်မြတ်ရှိကကဲ့သို့ရှိမဆုံးကြီးကိုဆောင်ခြင်းမရှိပြီ ဘုန်းတော်ကြီးမတော်တဲ့တာမီဒီယောက်ချစ်စံကိုအထူးပဲကျေးဇူးတင်ပါတယ်အခုချိန်မှာဆရာမတို့မိသားစုကနေပြီးတော့မှကျေးဇူးတော်တက်တဲ့ခံစရာတွေပေါ့နော်အထူးဖြင့်တော့ဒီနေ့ပတ်လုံးဖျားသခင်ပို့ဆောင်ခဲ့တဲ့အခါမှာတက်တဲ့ခံစရာတွေရှိမယ်ဆူတောင်းချက်တွေရှိမယ်ပြီးတော့မှတက်တာထဲမှာဒီဆောက်စရာတွေခွန်အားယူစရာတွေအများကြီးရှိမှဖြစ်တယ်အဲ့ဒီကနေပြီးတော့မှတစ်ကိုဖျားသခင်ကပို့ဆောင်တဲ့အခါမှာဖျားသခင်ရဲ့ကျေးဇူးတော်ကိုရှိမွစရာတွေအများကြီးရှိနေတယ်လို့ပါတယ်လို့ရအောင်ဆရာမတို့ကိုကျေးဇူးချီးမွမ်းခြင်းနဲ့ပတ်သက်ပြန်ပါချီးမွမ်းဖြစ်တဲ့အရာလေးတွေနဲ့ပတ်သက်ပါပြပြပေးဖို့ရန်အတွက်မိသားစုကိုသခင်ရှိနာမ၌ချိန်ပေးပါတယ်ချီးမွမ်းစရာပြည့်တဲ့ဒီကုန်းတော်ချီးမွမ်းပါအခုရှိအဲ့ဒါကိုပြစီဝဲတာတော့မှာပေါ့နော်ကျေးဇူးတော်ရှိမွမ်းတာပါဒီ2025ခုနှစ်တနှစ်ပါလို့ဒီတော့ကတော့ကျေးဇူးတော်ကြောင့်အားလုံးကအစီအပြေတွေပဲပေါ့နော်နောက်နှစ်ကုန်ခါကြီးမှာပဲဒီကလေးတွေအဖေကကျမတို့ချစ်တာတဲ့ဘုရားသခင်ပို့ချစ်တဲ့အတွက်ကြောင့်ခေါ်တော်မူချွန်ခံရတာပေါ့နော်အဲ့ဒါအလူတော်ဝန်ခံပါတယ်ပြီးတော့ဒီစတောင်းစီနေတာတော့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဒီနှစ်ကိုဘုရားသခင်လက်ထက်မှာအနန္တတဲ့အစီအစဉ်ပါပေါ့ပြီးတော့ကျမရဲ့မြေးလေးစောကပေါ်ကလေဒီဖန်ခေါက်မှာသူကဒီမတ်ချလာဒီ2026မတ်ချလာကျရင်သူပဲသူအမေကတော့သွားမှာပေါ့နော်အဲ့ဒါဟိုကောင်းကောင်းမွန်မွန်အစီအပြေပြီးတော့ကောင်းဖို့ရောက်တော့ကောင်းဖို့ပြန်လာတာပေါ့ကျမတော့မသွားနိုင်ဘူးပေါ့နော်ဟိုဟာအတွက်ဘာပေါ့ပြန်ဆက်တော့ရင်းဆောင်ဖြစ်နေတယ်လောက်ပါနာပြအဲ့ဒါသွားလာရေးအစီအမပြေပြီးတော့စမကကလည်းထုတ်ရတာအဆင်မပြေတော့ကျမတော့မပါဝင်နိုင်ဘူးပေါ့နော်။မြေးလေးကတော့ဒီပါခိုင်းစီချင်တာပေါ့။ဒါပေမဲ့ကွာလို့စိတ်မပြတ်နဲ့လို့ဘာမှမဖြစ်ဘူးလို့ဘာလို့ဘုရားသခင်ကိုပို့ဆောင်ပါပါလို့ပြပြလို့စတောင်းချင်းနဲ့တတိယမယ်လို့ဆိုတော့အဲ့လိုမျိုးအားပေးစကားပြောလိုက်တယ်။မိုးမောကတော့သွားမယ်ပေါ့နော်။အဲ့သူမိုးတော့ရောပြီးတော့တားလေးကသူကတော့မင်္ဂလာတော့မှအလုပ်လုပ်တယ်။မင်္ဂလာတော့မှသူချိန်ထောင်ချင်းနဲ့သူတို့မိသားစုချင်းအတွက်တော့စတောင်းပေးတယ်ပေါ့နော်။ခုနကလည်းဒီလိုတမိကြတော့ပါဟိုတယ်မှာအလုပ်လုပ်တော့ပြည့်ရတဲ့အတွက်တော့မင်္ဂလာကြီးပေါ့နော်။တားလေးကလည်းပြည့်ပြီးတော့လာခဲ့ရတာပေါ့နော်။အဲ့လိုမျိုးအစီအစဉ်တားလို့အားစုတမိလို့အားစုခုကြံခဲ့တဲ့ဟိုကမိသားစုတွေအတွက်တော့စတောင်းပေးနေတာ။အဲ့ဒီကနားတဲ့အားနဲ့နော်။ကျေးဇူးတင်ပါတယ်။အာမင်
ကိုတော့ချင်းမရှိ တွေ့တာတယ် 我的必须拿的钢铁也赚钱的东西，把米量数量来那么干了，那啥子，那就是的。一我嘛都卡西也要多卡，有人去的谁也去我看呀哩，看啥呀钢铁名的啦也对吧？有着木头接住着啊哦嘞。当起着苦恼的苦也对，有着木头接住着也对，当起也对，这苦恼的苦，有着木头接住着啊哦嘞。小家我透过自己才呀的啦。别拆呀，到了我家来对的啦，让啥呀，搞上去的啦也对吧？有马去的被牵过的手里，高起着苦恼的苦也对，有着木的结束着也对，高起也对，这苦恼的苦。有了木头接住了啊哦嘞，当他到东家个天地面都卡，不罗他到这里了不熬夜吧，但啥呀刚起名的啦也对吧？西这天刚比讲他们回来嘛，刚起这苦恼这苦也对。有着木的结束着也对，当起也对，这苦恼这苦，有着木的结束着啊哦嘞，七月六号牛牛不开呀咯哈，谁们别呀不让我的阿姑吧。看啥呀？刚起名的啦也对吧？感受在奥地我上马不少你，刚起这苦恼这苦也对，有着木头结束着也对，刚起也对，这苦恼这苦，有着木头结束着啊哦嘞。什么年年那顶的是。ဒီတချင်းအဖြစ်ပေါ့နော်ဒါလေးကနေတော့အဓိပ္ပာယ်ရှိတယ်။ကောင်းပြီးတစ်ခုပြီးတွက်ပြီးတော့မှပြုတော့မှာကျဆိုကျမတို့ပို့ပါတဲ့နေရာကဟုတ်တယ်။တက်ရှင်လည်းပြတက်ရှင်လည်းပြကျမ background ကြည့်လိုက်လို့ရှိရင်ဘာမှမရှိ။တကယ်ဆိုကျမရဲ့ကောင်းပြီးတော့မှရှိတဲ့ဖောက်ကြီးကတကယ်အော်ဝဲရကျမကိုလေကောင်းရှိပြီးပြရကျမသားလေးဝဲရတယ်ဆိုတော့လည်းဒါလေးကျေးဇူးတော်တက်ကြောက်တော့ဒီရနိုင်ငံမှာပေါ့တော့ဟိုစာချောင်းတက်ပြီးတော့မှအခုတော့အပဲမှာပွဲပြောဆိုတာကျမအနေနဲ့ background ရှိတဲ့သူကြောက်နေတဲ့ဘလို့မှမဖြစ်နိုင်ဘူးတော့လားဟောတကယ်ပြန်ပြီးတကယ်ကောင်းရပါတယ်ကိုတော့ချစ်ပါတယ်သူတို့မှလည်းကိုတော့ချစ်ပါတယ်ကျမတယောက်လည်းရုံးကန်ရတာကျမတယောက်လည်းရုံးရတဲ့အချိန်မှာကျမဘန်ကမှအလုပ်သားလုပ်တာပေါ့နော်ဘန်ကလုပ်ပြီးတော့မှကျမသားလေးကိုကျမကြောက်ထားတယ်ဒီဘန်ကမှလည်းကလေးကကိုရန်ဒီမှာကိုရန်အောင်ပြီးတော့10ရက်တက်မယ်နေမှာကျမတို့ဒီကျမဒီကိုပြန်ပြောင်းဖို့ကိစ္စပေါ်လာတော့ကျမဒီကိုပြန်ပြောင်းလာတော့ကျမသားလေးတယောက်လည်းဘန်ကခိုင်းမှထားတယ်လို့ဖြစ်ဘူးဆိုတော့ကျမဘယ်လိုလုပ်ရမလဲသားလေးလို့တို့ဗမာပြည်10ရက်အောင်တက်မယ်လေးတော့ရအောင်တော့သားဗမာပြည်ပဲပြန်ကြောင်းတက်လိုက်ပေါ်တော့ဆိုတော့အောက်ကမမိုးရဲဆိုတာနဲ့ Thank you. Ada piati. Kami tadi ada ni mari sekarang ada. Jalan ko yana cuma pulang di bagian haro. Kalau pandangan di pemati macam tak kira mau dah jauh tak betul. Hati dah cuma le. Wah tu orang ko sar ko tu le ho sudah sih. Kita jauh cina. Dia hati ke macam kena tu am siwa no. Tu hati orang ni sahaja jauh sampai dah tiada dia kan macam le dia dia kami masa sudah belum kami jauh.
ရတဲ့အခါကျတော့ကျမတို့ចောင်းသွားအဲ့တော့လဲအထူးဘယ်လိုခေါ်မလဲကိုပိုင်ចောင်းတွေတက်တန်းចောင်းတွေသွားအဲ့တော့လဲသူကလက်မခံချဘူးအဲ့မခံတော့ကိုတော့တက်နိုင်တယ်ဟိုကိုတော့တက်နိုင်တယ်ကိုတော့မတက်နိုင်တာဘာဖြစ်အရှင်လက်ပြကိုတော့ဟိုလမ်းဖွင့်ပေးပါကိုတော့ပြစ်စီပေးမှဒီသားလေးဒီမှာကမှចောင်းတက်ဖို့ဆိုကျမစူတောင်းတယ်ခါတကယ်လည်းပြတဲ့အော်ပဲကျမချက်ချင်းကျမတော့လက်ချက်ဆက်ပြီးတော့ခါကျအတော်လည်းခါစူးစားပေးရှာပါတယ်ဟိုအမေညီမလေးကအမေအကတေးပါတယ်ဆုံးသွားတဲ့တယောက်ပေါ့နော်အခုကနေပြီးစီပေးပြီးတော့မှကျမတောင်းဘူးမှကျမသားလေးကိုចောင်းသွားထားခဲ့ရတယ်အမပေါ်လာမှနေပြီးတော့မှတောင်းအနာကတင်မှာတော့တက်ခဲ့ရတယ်အဓိကပြောချင်တာဒီတို့ကမြန်မာပြည်ကတချို့ကပြောတော့ interest ဝင်လို့ရတယ်ဒါပေမဲ့မလွယ်ဘူးเนาะအခုဒီကလေးကိစ္စမှာအရာကဖတ်ွယ်အမှုမလုပ်ဆိုကျမသားကလေဒီဗမာပြည်ရဲ့ဆယ်တန်းဆိုတာသူအောင်စရာလည်းမရှိဘူးဆိုတော့သူ့မှာ grammar sorry အင်္ဂလိပ်ကတော့ကျွမ်းတယ်ဒါပေမဲ့ဗမာစာနဲ့ပတ်သက်ရင်ဘာလဲတို့အဲ့စစ်ဆိုတာလည်းသူမသိခဲ့ဘူးเนาะတရားဆိုတာလည်းသူဘာမှမသိခဲ့ဘူးဆိုတော့သားလေးကဆယ်တန်းပြန်တက်ရမယ်ဆိုရင်တက်လို့ရတယ်ဒါပေမဲ့ကျမပြန်စဉ်းစားလိုက်တယ်ငါသားလေးဆယ်တန်းဆိုတာအောင်ခက်တယ်ခက်တဲ့ခါကျတော့တော့တဲ့ကလေးကဆယ်တန်းပြီးကြသွားရင်စိတ်လိုပါဖြစ်သွားမယ်ဆိုတော့မှပါတယ်ကျမဟိုသားလေးလိုကိုယ်တိုင်နဲ့ထားမယ်ဆိုကျမတိုင်နေတော့အကုန်လုံးပြောပြတော့ကျမသားကိုကိုယ်တိုင်နဲ့ထားမယ်လူသားလေးကလည်း16နှစ်ရှိသေးဘူးဆိုတော့လေဒါကိုယ်တိုင်ပြန်တက်ပြီးတော့မှတစ်ချက်တော့ပဲအောင်တော့ကျောင်းအောင်ဆရာမကြီးတွေကျောင်းဆရာမတွေလည်းချစ်တယ်သူပေါ်လာဆရာမတွေလည်းချစ်တယ်ဖရားရဲ့မျက်နှာသာပေးခြင်းခံရတဲ့ကလေးပေါ့နော်အဲ့ဒါကြောင့်ကျမအများနဲ့မိခင်ရဲ့ဒီနေရာမှာပြောချင်တာကမိခင်အဖြစ်ကမိခင်ရဲ့ဆုတောင်းတန်အားတဲ့ဖရားစာရွေးနှားညောင်းနေတဲ့ကျမအဲ့လိုဟိုဆရာတွေတပါးတရားဟောတာကျမကြားဘူးတယ်ပေါ့နော်အဲ့တော့ကျမသားလေးကိုကျမအများနဲ့ဆုတောင်းခြင်းနဲ့ပို့တယ်ဆုတောင်းခြင်းနဲ့ပို့တဲ့အခါကျတော့အခုဆိုရင်အဲ့ဒီမှာဆယ်တန်းပြန်လာတဲ့ကိုရအောင်ပြီးတော့ဆယ်တန်းလည်းအဲ့ဆရာကျမပြောင်းချောင်းပြောင်းမယ်လို့တော့ဆရာမတောက်ကြီးကမပေးပြောင်းပါနဲ့တဲ့ကလေးကစာတော်တဲ့ချောင်းရပုံဆောင်နေခြင်းနဲ့တဲ့မပေးပြောင်းဘူးဆိုတော့ဒါမှလည်းသားလေးကတော့အမတ်တိုင်းကိုဘူးလူကလေးနဲ့ပဲအောင်ပါတယ်ဆယ်တန်းပြချင်းမအောင်ကျေးဇူးတော်ဒါလည်းဆုတောင်းခြင်းရဲ့တကူဆုတောင်းခြင်းနဲ့လက်တကူပါတယ်ဆိုတာကိုပြောချင်တာပေါ့နော်ဒီမှာရှိတဲ့သားတို့သမီးတို့အားလုံးလည်းဖရားနဲ့အသက်တာမှာဖရားနဲ့လာတော့ဟိုဘာပဲလုပ်လို့ဖရားကိုပဲထိတ်ထားဆရာမအန်ဒီရဲ့အသက်တာမှာဆိုရင်တကယ်ပဲအောက်ပါဆိုဘာမှမရှိဟိုအဲ့ဒါကလေးရဆယ်ရက်တက်ရမယ်ဆိုဘောလာထားတော့မယ်လေဘောလာထားမယ်ဆိုတနည်းကို3 4 5 60ဆိုတဲ့ပမာဏကျမတို့အနေနဲ့မရှိလားဒါပဲဖျားတက်နိုင်တယ်ကျမတို့စင်ကာပူကနေပြီးတော့တထေးကလေးအမေကြောင့်ကနေမှာဆရာမတဲ့ကျမစင်ကာပူကနေလို့ဟိုစာဖုန်းခေါ်တာပါတဲ့ဆိုတော့သူကလမ်းပြောတော့ကျမအဲ့စာဆရာမလာနိုင်မလားတဲ့ဒီဗမာပြည်ဆရာမတွေကိုတရားမှုပြောက်ခေါ်ချင်လို့ပါတဲ့ဆိုတော့အဲ့ဒါကျမကစဉ်းစားတယ်ဒါပြောင်းတော့လမ်းဖွင့်ပေးတာပဲပြောင်းမတက်နိုင်တာမရှိဘူးကျမသားရလည်းဘောလာနေရတော့မယ်ဒီမှာပေါ့နော်ဆိုတော့ဒါကလည်းပြောချင်တာတို့ပြောမယ်ဆိုရင်ဒါလည်းပြတ်ပြလမ်းဖွင့်ပေးတဲ့အတွက်ကြောင့်ဒီများကတော့စင်ကာပူအေဂျင့်ကမဟုတ်ပဲလည်းကျမကတော့ကလေးကိုကျောင်းနှစ်ကိုရ10တန်းနဲ့ရှိကိုပြီးသွားတယ်ပေါ့နော်အဲ့မှာပြီးသွားတယ်အဲ့ဒါပြီးတော့မှ10တန်းအောင်လဲ10တန်းအောင်ဒီနေ့ထွက်တဲ့အချိန်မှာကျမကထိုင်းစင်ကာပူမှာရှိနေတော့ကြောင့်ကျမဘယ်လိုဆက်လုပ်ရမလဲဖခင်ရှင်မှာလည်းကျမဆက်စုတောင်းတယ်ကိုရောဘယ်လိုဖြေပေးမလဲသမီးရဲ့သားလေးတော့ကိုရောဖြေပေးပါသမီးသားလေးသမီးကပြန်တက်ကြီးရဖြစ်စေခြင်းနဲ့စုတောင်းအောင်လည်းခါတော့ဖခင်ရှင်အော်ပဲကျမတို့အချိန်နဲ့လုပ်ထားပေးရတယ်။ဒါလည်းအဲ့မှာလေကျမ Facebook မှာ post တင်လိုက်တာဆယ်တန်းတော့အောင်သွားပြီတဲ့ဖခင်ဘယ်လိုပြင်ဆင်ပေးမလဲဆိုပြီးတော့မှကျမအဲ့လိုမျိုးတင်လိုက်တဲ့အခါကျတော့အဲ့ထိုင်းကဆရာမတယောက်ကနေပြီးဆရာမတဲ့ဟိုစားပါတော့ဒီဆယ်တန်းသားဆယ်တန်းအောင်ဒီလိုမျိုးဟိုစားလိုက်မကောင်းဘူးလားကြီးဒီလေးဒီမှာလာပြန်တက် print ကြီးဒီလေးအဲ့လိုမျိုးလမ်းကြောင်းလေးဖွင့်ပေးတာတက်ကြောင်းလာပေါ့အမရဲ့လို့အဲ့ဆိုကျမဘယ်လိုအဲ့ဆိုလည်းအဲ့ကြောင်းကိုဆက်သွဲပါတယ်ဒီနေရာနေတကယ်ကျမအဲ့ကြောင်းဆရာကြီးကိုလည်းကျမတကယ်ကျေးဇူးတင်တယ်အဲ့မဲဆောက်ကဆရာကြီးပေါ့နော်ဆရာကြီးရဲ့ Facebook တွေဘာတွေပေးတဲ့အခါကျတော့ကျမပြန်အဲ့ဆရာကြီးကိုဆက်သွဲလိုက်တော့ဆရာကြီးကလည်းချက်ချင်းပဲကျမကိုဟိုစားဖားပြန်တယ်တိုင်းပြန်လာတယ်ဆရာကြီးကျမသားလေးကိုကျမဒီမဲဆောက်ပြန်ပို့ချင်တယ်ဆရာကြီးတို့ကြောင်းပို့ချင်တယ်လို့ပြောတဲ့အခါကျဆရာမတဲ့ကလေးကိုကျောင်းအလုပ်လာလုပ်တိုင်းမှာလားဆယ်တန်းအောင်သွားပြီဆိုတော့အလုပ်လုပ်ခိုင်းမယ်ထင်တာမဟုတ်ဘူးဆရာတို့ကျမကျောင်းဆက်ထားချင်တာလို့ဘယ်လိုဆက်လုပ်ရမလဲဆိုဆရာကြီးတို့ပဲကျမကိုလည်းဟိုကောင်းစလင်းလေးဟိုစပေးစေချင်တယ်ပေါ့နော်အဲ့ဆိုဆရာမတဲ့သူ့ကိုတဲ့ဟိုကလည်းအခုကျွန်တော်တို့ကျောင်းသူ့ကျောင်းမှာဖွင့်လာအောင်စီးဖတ်တဲ့ချိန်မှာကျောင်းပြန်ဖွင့်လာတာတစ်နှစ်တလားလောက်ရှိသွားပြီဆိုတော့ဆရာကြီးကအဲ့ဒါဆိုရင်လည်းကျွန်တော်တဲ့ဟိုကပေးပါမယ်တဲ့ကျောင်းကော်မတီတွေနဲ့ကျောင်းအုပ်တွေကလည်းဟိုဆရာဆရာမတွေလည်းမီတင်လေးထိုင်လိုက်အောင်မယ်မနေ့ကမီတင်လေးထိုင်ရင်းနဲ့ဟိုစားပါမယ်အကြောင်းပြန်ပါမယ်ဆိုချက်ချင်းနဲ့ဆရာကြီးတကယ်ကျေးဇူးတင်တယ်အချိန်တိုင်းမှာကျေးဇူးရှင်တယ်သူကလည်းအဲ့ဒါနောက်နေ့ကျဆရာမလည်းတပတ်အတွင်း sorry တပတ်ဆိုလားဆရာအတွင်းဆိုလားဆရာမကိုရအောင်ပို့ပေးနိုင်မလားတဲ့လက်ခံပေးမယ်တဲ့
ဆိုတော့အိုးကျေးဇူးတော်ပဲအဲ့ကျမသားလေးအဲ့မှာပြန်ရောက်ပြီးတော့ကြီးတယ်အဲ့ဒီကနေပါစားပါလဲ ACU ဆိုတော့အဲ့မှာတက်ပြီးတော့မှ ACU ကိုတော့ပြန်တက်တယ် ACU Australia ဖွင့်တယ် University ပေါ့နော်အဲ့ဒါလည်းပြန်တက်တယ်တက်ပြီးတဲ့အခါကျတော့တခါချင်းမိုင်ကချင်းတိုင်းကမှာတော့ပြန်တက်တယ်လက်ပါလို့ University မှာ၄နှစ်တက်တယ်ဒါတွေဟာဖျားတကယ်လောက်ဆောင်တယ်မဟုတ်ကျမအနေနဲ့ဘလို့မှဖြစ်နိုင်ဒါအဲ့ဒါအနည်းနဲ့ကျမတက်တက်ပြန်ချင်တာပေါ့နော်အခုအဲ့ဒါဖျားသူအကြောင်းမတ်လာကြရင်တော့သူကဝေ့ယူတော့မယ်ဝေ့ယူတော့မယ်ဆိုတော့ဒါသားလေးရဲ့ဝေ့ယူမဲ့စီစဉ်လေးကိုကျမတို့သွားဖို့စိတ်ကူးထားတယ်ဖျားတကယ်ကပြောထားတယ်နောက်ကပတ်တော်ထဲမှာပြည်ရင်ပြောထားတယ်သင်တို့ရဲ့အကြံပြန်ငါအကြံစီဟုတ်လို့ပြောထားတဲ့အတွက်ကြောင့်ကျမတို့စုတော့တောင်းနေတာပေါ့နော်ဖျားအဲ့ဒီကိုသွားဖို့အတွက်သားလေးကလည်းပြောတယ်မမစုတောင်းသူ့သက်တောင်းပေးတယ်အခုဆက်ရှစ်စင်းပြီးတော့စီးနေ3လပိုင်းဆိုအခုစမယ်ပေါ့နော်အခုကသူကမှ intention စီးပြီးတော့အလုပ်ဝင်ဆိုတော့ချင်းမိုင်က3လပိုင်းပြန်လာမယ်ရက်တော့အတိအကျမသိသေးဘူးပြရက်ကတော့အဲ့ဒါချင်းပြောချင်တာကဒီပြရတယ်ကျမတို့ဒီ2025တနှစ်တာလုံးလေတကယ်ကောင်းကြီးပြဖိတ်လက်ရှန်လက်ပေးတယ်ကျမဆိုကြည့်လိုက်ကျမကကားဆိုဘာမှမရှိဘူးဘာဆိုဘာမှမရှိကျမမှာအဲ့ဖျားရဲ့ပွားနဲ့ပဲကျမသွားတယ်ဖျားကိုပဲဆုတောင်းလို့ကျမသွားတဲ့အခါကျတော့ဖျားတကယ်ကျမလုပ်ရမယ့်အလုပ်ကလေးတွေတခါစီတလန်းစီကိုသွားတစ်စိတ်ချင်းစီကိုသွားပြင်ဆင်ပေးတာပေါ့နော်ကျေးဇူးလည်းအများကြီးတင်တယ်အရာစီတိုင်းကိုလည်းဖျားရှိကောင်းကြီးပေးပါစေလို့ကျေးဇူးတင်ပါတယ်ဒီပဲအားရပါရတုတ်ပြီးခေါ်သွားတဲ့ဆရာမပေါ့နော်ဒီကနေ့ကျတော့တာသမီးနဲ့ဖြစ်လာပြီဆိုလို့ရှိရင်မိဘတိုင်းကဒီပေါ့နော်ခံစားရတာပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းခံစားရတယ်ဘာကြောင့်လဲဆိုတော့တဆေးရုံတက်တဲ့အချိန်မှာတကနှုတ်ဖြတ်လိုက်ရတယ်ဘယ်နဲ့မလားဆိုနှုတ်ဖြတ်လိုက်ရတဲ့အခါမှာအရန်နာချင်တယ်ကိုနာကျင်တာထက်လေးငူတဲ့အတန်ပို့ပြီးတော့မှနာချင်တယ်နော်အဲလိုမျိုးဆိုတော့တကယ်တမ်းကျတော့အဲ့အချိန်မှာဘာပဲတက်နိုင်လဲဆိုလို့ရှိရင်ဆွမ်းနာဆင်မပြောသလိုဆွတောင်းခြင်းကလွယ်ပြီးတော့မှကျမတို့ဘာမှမဖြစ်နိုင်ကျမတို့အားကိုးရာကလူမဟုတ်တော့ဘူးဖျားပဲဖြစ်တာဘာကြောင့်လဲဆိုလို့ရှိရင်ကိုကလည်းခါယိုကျိုးလို့အယိုးတိပြီးကြောင့်အဲ့ရတဲ့လဲနေရတဲ့အခါမှာပေါ်စရာဆရာဝန်တွေရှိတယ်ဖျားဆရာဝန်တွေပေးထားတယ်ဆရာဝန်တွေလည်းသူတို့ရဲ့ဉာဏ်စွမ်းရှိတဲ့လောက်တော့ကိုပို့ပေးတယ်သို့တော်လည်းပဲအသက်ရှင်ခြင်းတည်ခြင်းကဖျားလက်ထဲမှာရှိတယ်ဖျားသခင်ကပြန်ပြီးတော့မှကောင်းခွင့်မပေးဘူးဆိုလို့ရှိရင်ကျမတို့ဟိုစားမဖြစ်ရဘူးเนาะပြန်ကောင်းလာမှာမဟုတ်ဘူးလူတွေကပြောတယ်ဒါအရန်အောက်ပဲကောင်းတယ်ဆရာဝန်တွေကလည်းပြောတယ်နောက်တာကျသွားပြီဆိုလို့ရှိရင်တေဖို့နဲ့အောက်ပိုင်းတေဖို့ပဲဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါမှာစောစောစီးတီးခွင့်ရတဲ့အရာကဘုရားသခင်ကျေးဇူးတော်တက်ကြောင့်ဘုရားသခင်ကအစီအစဉ်တကြကိုစီစဉ်သွားတဲ့ဘုရားဖြစ်တယ်ဒီခါတလေကျရင်ကျမတို့စိုးရိမ်ပူပန်ထားတဲ့ဘုရားသခင်ကနောက်ွယ်ကနေတော့မှပြင်ဆင်ထားတဲ့အရာတွေရှိတယ်ဘာတွေ့ရလဲဆိုလို့ရှိရင်အဲ့အချိန်မှာပါခံစားရလဲဆိုလို့ရှိရင်ဘုရားကအသက်ရှင်ခွင့်မပေးဘူးဆိုလို့ရှိရင်အသက်ရှင်ခွင့်မရဘူးဘုရားကခြေတလန်းအောင်ရှောက်ခွင့်မပေးဘူးဆိုကျမတို့ထိုင်လို့တော့မရဘူးဆရာဆိုလို့ရှိရင်ကတိမောမှာ2လလေနော်ဒီလိုတချမ်းပဲနေရတယ်ဒီခါယိုးခွဲထားတာနဲ့ဒီအာယုကြောဖိထားတာဆိုတော့ဒီဘက်တစ်ချက်ကလုံးဝလှုပ်လို့မရအောင်လှုပ်လိုက်တာနဲ့အသက်ရှူလိုက်တိုင်းကိုနာတာဖြစ်တဲ့အတွက်ကြောင့်ဒီကယ်တမ်းကျတော့အဲ့ချိန်မှာဘုရားရဲ့ကောင်းမြတ်ခြင်းဘုရားရဲ့ကျေးဇူးတော်ကျမတို့အားကိုးရာကနှာခေါင်းနဲ့အသက်ရှူတဲ့တတော်ကိုကျမတို့ကိုးစားလို့မရဘူးဆိုတဲ့အရာကိုနှုတ်ဘတ်တော်အဖြစ်ငကိုကအဲ့နှုတ်ဘတ်တော်မဖတ်ဘူးလားဆိုဖတ်တယ်ဒါပေမဲ့ကိုယ်တိုင်မကြုံတွေ့ရတဲ့အခါမှာမသိဘူးကိုယ်တိုင်ခံစားလိုက်ရတဲ့အခါမှာဒီကယ်ပဲဘုရားသခင်အရင်ကောင်းမြတ်တဲ့အရာကိုတွေ့ရတယ်ဘုရားသခင်သွန်သင်တဲ့အရာပို့ဆောင်တဲ့အရာတွေကအောဝယ်ရာဖြစ်တဲ့စေယုံတက်တဲ့အခါမှာလည်း300ကျော်ကုန်တယ်နော်300ကျော်ကလည်းဘုရားသခင်ကျေးဇူးတော်တက်ကြောင်ပဲပြည့်သွားတာဖြစ်တယ်ဥစ္စာဆရာမပြောတဲ့အခါမှာသားသမီးနဲ့ပတ်သက်အဲ့2019လောက်ဆရာမတို့ပြန်လာ18လား19လားခရစ်စမတ်ကဆရာမတို့ပြန်လာတဲ့အခါမှာတွေ့တော့တာအရန်ချောတာလေနော်တတိထားမိတယ်တကယ်ဟိုဥစ္စာအိုင်မင်းသားလေးလို့နော်အများသောအားဖြင့်ဘန်ကောက်မှာနေတယ်ဆိုတော့အရန်ချောတာဒီကိုကနော်သူကအရန်ချောတာဖြစ်တဲ့အတွက်ကြောင့်ဆိုဆရာလေးအရန်လိုက်ကြည့်တာပေါ့နော်ဆရာမရဲ့မြည်ဆိုတော့လေအဲ့ဒီအရန်ချောတာပဲဗျာဒါဖျားကြီးပေးထားတဲ့ကောင်းကြီးလေးပေါ့နော်အရန်နဲ့လိမ်ပါတယ်တော်လဲတော်တာဖြစ်တယ်နောက်ဆုံးတစ်ခုကဘာလဲဆိုရင်ဘုရားကိုကိုးစားတတ်တဲ့ဆိုနိုင်ငံခြားမှာကြောင်းတက်တက်ရတယ်ဆိုတော့လွယ်တဲ့ကိစ္စမဟုတ်ဘူးမိသားစုနဲ့စွန့်ပြီးတော့မှသွားရတာဖြစ်တယ်သူတို့ကသူတို့လှုပ်ရတယ်ကြိုင်ရတယ်အဲကြောင့်သမီးလေးဆိုလည်းအမြဲတမ်းပြောတယ်သမီးတို့ကနောက်ပိုင်းမှာဆိုလို့ရှိရင်တရားကိပို့ဆောင်တဲ့အခါမှာကိုကလည်းမိဘဖြစ်တဲ့အခါမှာဆောနာဆရာမလို့နော်ရွယ်ချက်ကြီးကြီးမားမားနဲ့တာသမီးကိုမိဘကဆင်စီးပြီးမြင်ရတာပဲမြင်ချင်တယ်ဆိုတဲ့အခါကျတော့အများကြီးသူတို့နိုင်ငံခြားမှာကြောင်းတက်တယ်ကိုဒီမှာမလှုပ်ချင်နေလို့ရတယ်တကယ်လို့နိုင်ငံခြားရောက်သွားတယ်ဆိုလို့ရှိရင်မလှုပ်ချင်လဲ
လောက်ရမှာပဲဆိုတော့ဘာတွေ့ရလဲဆိုရင်ညီမလေးဒီကိုကလည်းចောင်းသွားသူဆေးရုံတက်တဲ့အခါမှာဂျပန်မှာចောင်းသွားတက်တဲ့ကလေးရတယ်အိမ်မှာဆိုလို့ရှိရင်သူ့အတွက်အိမ်ကူက2ယောက်သူတယောက်တည်းအတွက်အိမ်ကူ2ယောက်ထားပြီးတော့သူနိုင်ငံသားရောက်သွားတဲ့အခါမှာသူ့ဟာသူပဲလောက်ရတဲ့အခါမှာအော့ဖွယ်ရပါတော့သူမလောက်ချက်ဘူးလို့ထင်တဲ့အရာကလေဟိုအမြဲတမ်းသူဘယ်လိုပြောမလဲအစင်သေးအစားအစာတွေသူမစားဘဲနဲ့ကိုယ်တိုင်ချက်ပြုတ်ပြီးတော့မှစားတယ်သူကျမ်းမာရေးနိုင်ငံသားရောက်သွားတဲ့အခါမှာအဲ့ဒါတွေတွေ့ရတယ်အများသောအားဖြင့်အချိန်မရှိတဲ့အခါမှာအလုပ်ကလည်းဖတ်ထိုင်းနေဆင်းရတယ်ကျောင်းကလည်းတစ်ဖက်တက်ရတယ်စားလည်းတစ်ဖက်လုပ်ရတဲ့အခါမှာသူ့မှာအချိန်မရှိတဲ့အခါဆိုအမြဲတမ်းအစင်သေးအစားအစာတွေပဲစားတဲ့အခါမှာတချို့ဆိုလို့ရှိရင်ပြန်လာတဲ့အခါမှာယောဂတွေနဲ့ပြန်လာတယ်အဲဆိုခောက်ဆွဲကြောက်တွေစားတဲ့အခါမှာအဲ့လိုမျိုးပေါ့နော်ဆိုတဲ့အခါမှာအဲ့ကလေးလေးကအဲ့လိုမျိုးစူးစမ်းတယ်လို့တွေ့ရတဲ့အခါမှာတကယ်ပဲပေါ့နော်မလုတ်ချင်တာနေလို့ရမယ်မလုတ်တက်လို့မရဘူးဆိုတဲ့အရာမျိုးပေါ့နော်အဲဆိုတပီးလေးကိုလည်းတင်ပေးထားတာဖြစ်တယ်ဒါကဆရာမဆိုလဲစဉ်းစားကြည့်ကိုသားသမီးကိုနိုင်ငံရေးဆက်မှထားပြီးတော့မှကိုယ်တိုင်ကဒါအတွက်ရုပ်ခံရတဲ့စကားမှာအင်တမပင်မနဲ့ပြီးတော့မှဖျားကိုဘလောက်ကိုးစားရလဲကိုတယောက်တည်းမဖြစ်နိုင်ဖျားကိုဘလောက်ကိုးစားလဲမိခင်ရဲ့ယုံကြည်ခြင်းဘလောက်ပြင်းပြလဲဆိုတဲ့အရာကိုဒီမှာတွေ့ရတာဖြစ်တယ်ကျေးဇူးတင်တယ်နော်အခြားသူတွေလည်းခွန်အားရရှိမယ်လို့ယုံကြည်ပါတယ်ပြီးပါဖြစ်တဲ့အတွက်ကြောင့်ဒီမှာရှိတဲ့သမီးစပယ်ဆိုတဲ့အခုဆိုလည်းဒီလည်းမြည်ဆန်းနေတာဖြစ်တယ်ဆိုတော့ကို့မှာသားလေးတယောက်ရှိတယ်အခုတော့ဆိုဖျားပေးထားတဲ့ကောင်းကြီးပေါ့နော်ဆိုတော့ယန္တနာလေးသားလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီသားလေးနဲ့ပတ်သက်ပြီးမှအခုလည်းကအောင်ကြီးပေးဆွတောင်းပေးပါသူရဲ့အနာဂတ်အတွက်ဘုရားသခင်လက်ထက်အပ်ပြီးတော့မှကိုလိုချင်တဲ့ပုံစံမျိုးလေးကိုဒီချာလေးစနစ်တကျနဲ့ဆွတောင်းမယ်ဆိုလို့ရှိရင်ဘုရားသခင်ကအကောင်းဆုံးပြင်ဆင်ပေးလိမ့်မယ်လို့ပြောချင်ပါတယ်လို့เนาะခွန်အားရရှိမိလေယုံကြည်ပါတယ်လို့เนาะအခုချိန်မှာကျမတို့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ပတ်သက်ပြီးတော့မှကုန်လုံးချီးမွမ်းဖို့ရတဲ့အတွက်เนาะဆိုတော့တမီညဟိုစားနော်မီရီယန်နဲ့တုတ်တုံကနေပြီးတော့မှချီးမွမ်းမှာဖြစ်ပါတယ်ဟောင်းပြီmusic allez je vais How do you must you have it can the was me it's just that you want in the bound yale this is really yale why do we got I say to keep you like that Now, teaching us to you, baby. It can be the other house in me. Teach us to let you know, in the bound belly. It's a tree that we belly. Why can me bring down? I say, don't forget you like that. How big, you feel you she's a name. How big, like what if you put it out why do me bring down? I say so like that. Yeah, teaching us in you, baby. It can't be our house from you. It's just that you know what I'm about your leg. It's a dream that we your leg. Why think I will be down? I see so if you like that. How big, you feel she's a name.
原来我的偏不就到了，我已经要与你回家，大家随从不来吧，我已经要与你回家，大家随从不来吧。现在有什么麻烦地方？ Amen. ဘုံတော်ချီးမွမ်းပေးတော့တဲ့တမီးရဲ့လူရဲ့နဲ့တော့ကိုသူပဲကျေးဇူးတင်ပါတယ်လို့အခုချိန်မှာကျမတို့အသက်တာအတွက်အနှစ်တည်းအတွက်เนาะကျေးဇူးချီးမွမ်းတဲ့အခါမှာအသက်တာအတွက်အရေးကြီးတဲ့နှုတ်ဘတ်တော်ကိုရွှေငွေ6000တမကတက်ဖို့ရှိရဲ့ဘုရားခင်ရဲ့နှုတ်ဘတ်တော်စကားကိုဆရာထုံးသိန်းထံကနေပုံမှန်ကြားနာရမှာဖြစ်ပါတယ်ဆရာကိုတခင်ရှုနာမနဲ့ဖိတ်ခေါ်ပါတယ်တယောက်ချင်းစီတိုင်းကလုံသားတကားဖွင့်ပြီးတော့မှဘုရားရဲ့နှုတ်ဘတ်တော်ကိုခံယူရန်အတွက်ပြစ်တာနဲ့ဖိတ်ခေါ်ကြပါတယ် ဆွေးတော်မနဲ့မင်္ဂလာပါအားလုံးပဲ Happy New Year ကျေးဇူးတင်တယ်တော့ဒီနေ့မရှိဆရာမကြီးသူမျိုးတို့မိသားစုနဲ့အတူပါနော်ဒီမရှိဆရာမခေတ္တလည်းတို့မိသားစုကျွန်တော်တို့အတင်းတော်မှာရှိတဲ့နော်တင်လူကြီးနဲ့သူအတင်းဥက္ကဋ္ဌနဲ့သူဒီမှာလာရောက်ပါဝင်တဲ့ဓမ္မမိတ်ဆွေများဒီငယ်ရောက်တိုင်းကိုအထူးပဲကျေးဇူးတင်ရှိကြောင်းဖော်ပြလိုပါတယ်လို့ကျွန်တော်တို့ကတော့အတူတူပါဆင်ကြရအောင်နော် ပေရှာယအနာဂတိကျမ်းအခန်းကြီး45အငယ်1 3ဖတ်ခြင်းနဲ့သင်ရှိမှငါသွား၍မြင့်သောအရာကိုယူစေမည်ကြေးဝတကားကိုချိုး၍တန်ကလန့်တို့ကိုအပိုင်းပိုင်းဖြတ်မည်မောင်မိုက်နှင့်ရှိသောဗန္တာလုံခြုံစွာဝတ်ထားသောဥစ္စာတို့ကိုသင်အားငါပေးမည်ဖတ်တော်လို့ဘောတော့ကိုကြောင့်တဲ့ဖျားကောင်းကြီးပေးပါစေဒါတော့ခေရှာယအနာဂတိကျမ်းခန်းကြီး45အငယ်1ကနေ3ဖြစ်ပါတယ်လောကဘတော်အတွက်ခဏလေးဆုတောင်းရအောင်ဘုရားရှင်ကိုတော်ကောင်းမြတ်တယ်လောကဘတော်အသက်ရှင်တယ်နားထောင်သောယုံကြည်သူမိသားစုအရောက်တိုင်းအလာနဲ့အပြန်မတူပဲအသက်တာထဲမှာကောင်းကြီးဖြစ်စေဖို့အတွက်တန်ရှင်သောဝိညာဉ်တော်ဘုရားသားရဲ့နှုတ်ကိုအသုံးပြုပါသခင်ယေရှုနာမနဲ့ဆုတောင်းချီးမွမ်းဆက်ကအနန္တအဖဖျားအာမင်ကျေးဇူးတင်တယ်လို့နော်ဒါ2026ရက်နေ့2026ရက်နေ့ဖြစ်တယ်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမိခင်များနေ့လို့လည်းသတ်မှတ်ကြတယ်ထင်တယ်နော်မိခင်များနေ့လို့လည်းကျွန်တော်ပြပြပါနော် line ပေါ်မှာလည်းဒုက္ခရကတော့ဟို9လပဲ6လပဲမနော်အဲ့ဒီလိုပြရတယ်ဒီနေ့သူတို့ line ပေါ်မှာတော့ဒီနေ့ရက်နေ့မှာလည်းအဲ့ဒီမှာမိခင်များနေ့ဆိုပြီးတော့ဒီမြန်မာနိုင်ငံနဲ့သတ်မှတ်ထားတယ်ကျွန်တော်ထင်တယ်နော်ဒီမိခင်များပတ်တဲ့ဥစ္စာ TikTok မှာလည်းတော်တော်များများဒီနေ့ကျွန်တော်ကျမ်းစာဖတ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီနေ့ကျွန်တော်တွေ့ရမှာဖြစ်တယ်ဒီနေ့လည်းမိခင်ရဲ့တက်သိခံကြတဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နော်တကယ်ထူးခြားမှုဖြစ်ပါတယ်လို့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကိုချင်းစာတာကကျွန်တော်သမီးလေးဒီမြန်မာပြည်အခြေအနေတစ်ခုအမျိုးမျိုးကြောင့်ဖြစ်တဲ့အခါမှာဆိုရင်တော့ဟိုကကြားလိုက်ဒီကကြားလိုက်ဒီအစိုးရအကြောင်းဆိုရင်ဒီလိုမျိုးပိတ်ပြီးတော့နော်အဲ့လိုမျိုးတွေရှိတဲ့အခါမှာတော့ကျွန်တော်ဘာလို့မှမသိဘူးသူများလိုမျိုးသူများနိုင်ငံကိုထွက်သွားဖို့ဆိုတာကလည်းဘုရားသခင်ရဲ့ခေါ်တာမကြားရင်ထွက်ရင်ဒုက္ခရောက်တယ်။ဘာလို့ကျွန်တော်ရွာသားတွေတော်တော်များများစိတ်ကူးမှုမှာအလုံးလုံးတာတွေရှိတယ်လူငယ်တွေပဲဖြစ်ကျွန်တော်တို့ကြီးတဲ့ level တွေလည်းရှိတယ်။ဒါတချို့ကြတော့အမှုတော်ဆောင်တွေဖြစ်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့မြောက်ကြီးရတဲ့တဆင့်ကိုသူတို့သွားကြတယ်ထင်ပါတယ်။အဲ့ဒီမှာတော်တော်များများမဲဆိုင်တို့မဲလန်တို့လားအဲ့ဒီမျိုးပေါ့နော်ကျွန်တော်တို့တစ်ခါမှလည်းမရောက်ဘူးပါဘူးထိုင်းနိုင်ငံအဲ့ဒီမျိုးအတိမိတ်ဆွေတွေကလာကြပါကျွန်တော်တို့ကိုလည်းခေါ်တာပေါ့နော်ဒါပေမဲ့သူတို့ခေါ်တယ်တော့ကြားတယ်ဘုရားခေါ်တယ်မကြားတဲ့အခါမှာကျွန်တော်ကမသွားရဲဘူးမသွားရဲတော့ဘူးလေကျွန်တော်မြန်မာနိုင်ငံမှာလည်းရှိနေတာပေါ့နော်အဲ့လိုမျိုးပေါ့သူတို့သွားကြတဲ့အခါမှာဆိုရင်တချို့တွေတော်တော်လေးဆက်ခဲတယ်တချို့ဆိုရင်တော့ဘယ်လိုဖြစ်ဖြစ်အမေရိကန်နိုင်ငံဆိုတာကတတိယကောင်းကင်ဘုံကိုတင်စားတဲ့နိုင်ငံသွားချင်ကြတဲ့သူတွေတော်တော်များပါတယ်ဒါပေမဲ့မရောက်တဲ့ကျွန်တော်တို့ရဲ့လုပ်ဖို့ဆောင်ပဲတွေပေါ့နော်ဒီမှာနေတဲ့အခါမှာအားလုံးပြည့်စုံစုံနဲ့နေတယ်ဟိုမှာရောက်တဲ့အခါမှာတော်တော်ခက်ခဲမှုတွေတော့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့စုတောင်းချင်းနဲ့ပဲသူတို့ကိုကူညီပေးတယ်အခုကျေးဇူးတော်ကြောင့်တချို့လည်းအစီပြေလာကြတယ်လို့ကျွန်တော်တို့တွေ့ရတယ်တချို့လည်းဟိုပဲအသိတော်လေးတွေပြန်ပြီးတော့အစပြုလုပ်ဆောင်တာကိုကျွန်တော်တွေ့ရတဲ့အခါမှာဝမ်းသာပါတယ်တော့တမန်ကျမ်းစာထဲမှာဘယ်လိုပဲဖြစ်ပါစေဖခင်ရဲ့အသံကိုကြားပြီးတော့ကျွန်တော်တို့ရဲ့အခြေလမ်းကိုလမ်းပွင့်ရအတွက်အရေးကြီးတယ်ဒီနေ့ကျွန်တော်တို့ဒီအသက်တာထဲမှာဖခင်ကိုမရရှိတဲ့အသက်တာနဲ့ပတ်သက်ပြီးသုံးချက်ဝင်ပြမယ်ဖခင်ကိုရရှိပြီးတဲ့အခါမှာ2025မှာကျ
ကျွန်တော်တို့2026ပေါ့နော်2025ကုန်တော့2026ရောက်တဲ့အခါမှာကျွန်တော်တို့အသက်တာထဲမှာခရိယာအသက်တာမှာရှိသိရှိထိုက်တဲ့အရာတွေငါးချက်ဝင်ပြချင်တယ်ဒီနေ့ကျွန်တော်ကျမ်းစာထဲမှာအေဖက်ခန်းကြီးနှစ်အငယ်8မှာယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရတယ်ဆိုတဲ့ကျမ်းစာတစ်ချက်ဝင်ပြချင်တယ်တိ15မှာယေရှုခရစ်သည်တဲ့အပြည့်ရှိတဲ့သူတွေအားလုံးကိုကယ်တင်ဖို့အတွက်ဤလောကကိုကြွလာတယ်ဆိုတဲ့တမန်ကျမ်းစာကဖော်ပြထားတဲ့တချို့ကခရစ်စမတ်နေ့ရက်လားဆိုရင်ခရိယာနဲ့သက်ဆိုင်တဲ့ခရိယာဘာသာတစ်ခုလို့ကျွန်တော်တို့ထင်ပါတယ်မှန်သလားလို့ပြောရင်လည်းမှန်တယ်လို့မှားသလားလို့ပြောလည်းမမှားဘူးအကုန်လုံးလည်းမမှန်ပါဘူးလို့ဘာကြောင့်တော့ကျမ်းစာထဲမှာဖော်ပြတဲ့အရာကလောကမှာဖခင်ကကြွလာခြင်းကလူကိုကယ်ဖို့ဖြစ်တယ်လူကအပြစ်ရှိတယ်လို့ကိုကိုထင်တဲ့အခါမှာအားလုံးပါတာဖြစ်တယ်အပြစ်မရှိဘူးလို့ထင်မယ်ဆိုရင်ဒီဖခင်သခင်ရဲ့ကယ်တင်ခြင်းအမှုဖြစ်တဲ့လက်ဆောင်ဖြစ်သောယေရှုခရစ်တော်ရပြုလုပ်ပေးတဲ့အရာကိုတော့ကျွန်တော်တို့ခံစားရမှာတော့မဟုတ်ဘူးကျမ်းစာထဲမှာရိုးရိုးလေးပဲပေါ်ပြထားတယ်အပြစ်ရှိသောသူကိုကယ်ဖို့အတွက်ဖခင်ကလူစီကိုလာတာဖြစ်တယ်အရာအံ့ဩဖို့ကောင်းတယ်အမှန်ကလူကဖခင်စီကိုသွားရမှာဖြစ်တယ်ဒါပေမဲ့ပြည့်စုံတဲ့ဖခင်ကဘာကြောင့်လူကိုစီလာတယ်ဆိုရင်လူကိုအယမ်းချစ်လို့ဖြစ်တယ်ကျွန်တော်တို့တွေကိုအယမ်းချစ်လို့ဖြစ်တယ်ဒါပေမဲ့ထာဝရဖခင်သခင်ကကျွန်တော်တို့ကိုဘယ်လောက်ချစ်တယ်ဆိုရင်သူ့ရဲ့တပါးတည်းသားတော်ယေရှုခရစ်တော်ဖခင်ကိုကျွန်တော်တို့ကိုပေးထားခြင်းဖြစ်တယ်ဒါမို့တိ15မှာယေရှုခရစ်သည်အပြည့်ရှိသောသူကိုကယ်ဖို့အတွက်လောကကိုကြွလာခြင်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်တမန်ကျမ်းစာအရာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ယော36မှာတဲ့သားတော်ကိုယုံကြည်သောသူဟာပျက်စီးခြင်းလို့မရောက်ဘူးတဲ့အဲ့ဒီသားတော်ဆိုတာယေရှုခရစ်တော်ဖခင်ကိုပေါ်ပြခြင်းဖြစ်တယ်ဘာသာတရားရဲ့ဖခင်လို့မပေါ်ပြဘူးလူသားအားလုံးနဲ့သက်ဆိုင်တဲ့ယေရှုခရစ်တော်ဖခင်ကိုရတဲ့သူကပျက်စီးခြင်းဆိုတဲ့ငရဲအပယ်ကိုမလာရဘဲနဲ့မပြတ်စည်းနိုင်တဲ့ထာဝရကောင်းကင်ဒုက္ခဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလူတိုင်းကောင်းရမှုရရောက်ဖို့အတွက်လှုံ့ဆော်နေတဲ့နေရာကိုယေရှုအဖြစ်ကျွန်တော်တို့ရောက်ရှိပါဖြစ်တယ်။ဒါမို့လောကရဲ့တတိဗုဒ္ဓဘာသာစကားလုံးကကုသိုလ်တပည့်ငရဲတပိတ်တာလို့ပြောပေမဲ့အခုကကုသိုလ်ကတပည့်ငရဲကတလဲတော့မကောက်ဘူးနော်။ကိုတင်တာနဲ့ကျွန်တော်တင်တော့ရောက်မှာမဟုတ်တော့ဘူး။နော်အများကြီးဖြစ်တဲ့အတွက်ကြောင့်မဖြစ်နိုင်ဘူး။ဒီကျွန်တော်ကုသိုလ်လုပ်တဲ့အခါမှာလည်းကြည့်နော်ပိုက်ဆံရှိတဲ့သူတွေကအရှိဆုံးမှာထိုင်ရတယ်ပိုက်ဆံမရှိတဲ့သူကအနောက်မှာပဲထိုင်ရတယ်ဒီကုသိုလ်ကတော့ရောက်နိုင်မှာတော့အကြောင်းတော့မရှိဘူးဒါပေမဲ့ဖယားကလူကိုဘယ်လောက်တန်ဖိုးထားတယ်ဖယားကလူစီလာတယ်ဆိုတာကဒီနေ့ကျွန်တော်တို့ကိုအယမ်းချစ်လို့ဖြစ်တယ်ဖယားကဘယ်လောက်ချစ်လဲဆိုရင်ယောမခိုင်းငါအငယ်ရှိမှငါတို့ဒီအပြည့်ရှိတယ်တဲ့ခရစ်တော်ဒီငါတို့ကိုအဘယ်များလို့ချစ်တော်မူဒီကိုငါတို့အထင်ရှားစွာပြတ်တယ်ဒီနေ့ဖယားသခင်ကျွန်တော်တို့ကိုဘယ်လောက်ချစ်တယ်ဆိုထင်ရှားစွာပြတ်ရပါလဲတပါးတီတော်သားတော့လက်ဆောင်ယေရှုခရစ်တော်ဖခင်ဖြစ်တယ်။ဒါတပါးဒီသားတော်လက်ဆောင်ယေရှုခရစ်တော်ဖခင်ဖြစ်။အဲ့ဒီသခင်ယေရှုဖခင်ကလည်းကျွန်တော်တို့ပုထုဇဉ်တော်ဘယ်လောက်ချစ်တယ်ဆိုရင်အသက်ကိုပေးပြီးလက်ဝါးကားထဲမှာကျင့်ချင်းမှာအသက်ကိုအသေးခံပြီးတော့ကျွန်တော်တို့ကိုကယ်တင်တော်ဖခင်ဖြစ်တယ်။ဒါအေဖက်နှစ်ရှိမှာယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရောက်ရတယ်။ဒီကျွန်တော်တို့ဘက်မှာဘာမှမလုပ်ပေးနိုင်ဘူးဘာမှလုပ်လို့မရတဲ့အရာကိုဖခင်ပြုလုပ်တာကိုကျွန်တော်တို့ယုံဖို့ရတဲ့အရာရေးကြည့်ပါအခုကျွန်တော်အမေရိကအရင်သွားချင်းတယ်ကျွန်တော်မှလည်းဥပပြောတာအတိအကျွန်တော်အမေရိကသွားပြီးဟာငါတို့တရုတ်ဆရာပျောက်တော့မယ်မဟုတ်ပါဘူး။နော်အမေရိကအရင်သွားချင်းတယ်။ကျွန်တော်မှ passport မရှိဘူး။နော်ကြောက် visa နဲ့သွားလို့ visa နဲ့ခေါ်လို့မှရတာဖြစ်တယ်။ဒီကနေလမ်းသွားလို့လည်းမရ track ကလည်းပိတ်ထားတဲ့အတွက်ကြောင့်ဘယ်လိုလုပ်မလဲ။ဒါပေမဲ့ဟိုမှာရှိတဲ့သူကဆရာထွန်းတဲ့အတွက်အားလုံးကကြီးရနေအထိနော်ဒီအခရာနဲ့33လို့ပဲရှိတာနော်ကကြီးရနေအထိကိုပြောလို့ရမှာနော်။အဲ့ဒါအကုန်လုံးအားလုံးစင်စစ်ပြင်ဆင်ထားပြီးသားဖြစ်တယ်။ဆရာလာရွေးရှိတယ်။ဒါပေမဲ့ကျွန်တော်မယုံဘူးလေ။ကျွန်တော်မယုံတော့ကျွန်တော်အမေရိကရောက်မလား။ဘယ်ရောက်နိုင်မလဲ။ကျွန်တော်ယုံရောက်လားမရောက်ဘူးလား။အကုန်လုံးပြီးသား။နော်အကုန်လုံးပြီးသား။ဥပမာမြန်မာနိုင်ငံနဲ့ဂျပန်တစ်စစ်ဂျပန်ကနေဆိုကြပါအမေရိကတစ်စစ်အဲ့ဒီလိုမျိုးတိုက်ရိုက်သွားလို့မရတဲ့အတွက်အဲ့ဒီမျိုးပေါ့။အကုန်လုံးပြီးသားဖြစ်တယ်။ဒါဟုတ်ပါမလား။ဖြစ်နိုင်ပါမလား။ဒါပေမဲ့ဖျားလုပ်ပြီးတဲ့အရာကတခါလေလူတွေကဖျားလုပ်ပြီးတာဟုတ်ပါမလား။ယုံရတဲ့ကောင်းကင်တွေကရောက်တော့လောက်တာတော့မှမရောက်ပါဘူးဆိုယုံချည်သေးတဲ့ theology တစ်ခုပြောချင်တယ်။ကြောင် theology နဲ့မြောက် theology မြောက်ကတော့ကျွန်တော်တို့တော်တော်များများတော့တွေ့တယ်။ကြောင်ကတော့အိမ်မှာတော့ရှိတယ်နော်။ဒါတကောင်တော့မဟုတ်နှစ်ကောင်တော့မွေးထားတာပေါ့။ဒါပေမဲ့မြောက်ကိုကျွန်တော်သွားတဲ့အခါမှာလောကမှာလည်းအများကြီးတွေ့ရတယ်။နော်ဒီတိရစ္ဆာန်ဥယျာဉ်မှာလည်းကျွန်တော်အများကြီးတွေ့ရတယ်။ဒါပေမဲ့မြောက်ရဲ့သဘောတဘာဝကိုကြည့်လိုက်သူ့အမေကကိုဘက်ကဒီဘက်ကဘယ်ဘက်ကပဲကူသူ့ကလေးကသူ့ကိုဖက်ထားတယ်ဖက်နိုင်သူရွေ့တော့ပါလဲတချို့ကမဖက်နိုင်တော့ပြုတ်ကြတယ်ကျွန်တော်တွေ့ရမှာဖြစ်တယ်ဒါဘာနဲ့တူလဲဆိုရင်ဒါ
ကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းဒီဖျားတော့ပေးတဲ့အရာကိုတိတ်မရှုံဘူးဟာကိုယ့်ဘက်ကလုံးမရမယ်ဆိုတော့ဖက်နိုင်သေးရတော့ပါသွားမယ်မဖက်နိုင်ပါဖြစ်တယ်ပြုတ်ကြတော့မှဖြစ်ဒါပေမဲ့ဖျားတော့ပေးတဲ့အရာကကြောင် theology လိုပဲကြောင်ကသူ့ကလေးလေးကိုတနေရာနဲ့တနေရာပြောင်းတဲ့အခါမှာဘာလို့လုပ်လဲဂုံးကင်ထားတယ်ဘယ်တော့မှမပြုတ်ကြဘူးနော်ဂုံးကင်ထားတဲ့အတွက်ကြောင့်ဘယ်နေရာမှာသူ့အမေရောက်ဘယ်နေရာမှာပဲသူ့သားလေးကိုသူတည်တဲ့အခါမှာဆိုဘယ်နေရာမှာပို့မပြုတ်ကြနိုင်ဘူးဘာဖြစ်သူကဖက်ထားတာမဟုတ်ဘူးအမေကသူ့ကိုချီသွားတာဖြစ်တယ်တော့ဖယားကလည်းထုတ်ခဲ့သူဖြစ်တယ်ကိုယ့်ဘက်ကမတတ်နိုင်ဘူးဆိုတဲ့အရာကမြောက်တီတော်လိုကြီးလိုပဲဖက်နိုင်သူရတော့သွားမယ်ငါဒီတော့လုံမယ်လုံနိုင်တယ်ဆိုမလုံနိုင်ဘူးဒါပေမဲ့ဖယားပဲနဲ့လာတဲ့အခါမှာကြောင်တီတော်လိုကြီးဖယားသခင်ပြုတ်လုပ်ပေးတဲ့အရာကကျွန်တော်ပြောလို့ဥပမာပေါ့အမေရိကကျွန်တော်သွားချက်ကျွန်တော်လုပ်ပေးတဲ့သူအကုန်လုံးကျွန်တော်ယုံတယ်ဆိုကျွန်တော်ရောက်မှာဖြစ်မယုံတော့ရောက်မလားမရောက်နိုင်ဘူးဒါမို့ချစ်တော်ယုံကြည်သူဒီကျွန်တော်မြောက် theology နဲ့အသက်တာနဲ့မသွားဘဲနဲ့ကြောင် theology ပေါ့နော်ဒီမိခင်ရဲ့ပို့ဆောင်တဲ့နေရာကိုယုံကြည်မှုအပြည့်နဲ့လိုက်ပါသွားတဲ့သူကလေးကနှွေးထွေးမှုခံစားမှုဖြစ်တယ်ကြောင်ကတော့ဒီမြောက်ကတော့ဖက်နိုင်သူရတော့ပါမယ်မဖက်နိုင်တော့ပြုတ်ကြကျရင်ခက်မှာဖြစ်ပါနဲ့ဒါမို့ Ephesians မှာယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းဆိုတာအဲ့ဒါဖြစ်တယ်ဒါမို့ကျေးဇူးတော်ဆိုတဲ့စကားလုံးကထပ်ဆွေးကျွန်တော်ခံစားတယ်တော့ယောဟန်ခရစ်တင်ငယ်16မှာကျေးဇူးတစ်ပါးနဲ့ကျေးဇူးတစ်ပါးငါတို့ရှိသမျှခံစားတယ်အဖို့ချစ်တော်ယုံကြည်သူဒီမှာရှိကျွန်တော်ဓမ္မပိတ်ဆွေတချို့လဲဒီသခင်ရှုခရစ်တော်အကြောင်းကိုလူတိုင်းကြားတယ်ဘာသာတရားနဲ့မဆိုင်ပါဘူးထိုဘုရားကမိတ်ဆွေအပြစ်ရှိတဲ့ကိုယ့်ကိုယုံကြည်ကယ်တင်ခြင်းမှုကိုခံစားရမှာဖြစ်တယ်နံပါတ်1ယုံကြည်မိဆန်းပါဒီကျွန်တော်မိဆန်းဖို့လို့တယ်နံပါတ်1တို့ထိုဘုရားကအသက်ရှင်လားမရှိဘူးလားကျွန်တော်ဘဝအသက်တာမှာခက်ခဲတာတွေရင်ဆိုင်ရတဲ့အချိန်မှာထိုဘုရားကိုခေါ်ကြည့်ပါနံပါတ်1မိဆန်းပါနံပါတ်2ရိုးရိုးလေးယုံကြည်ပါနော်နံပါတ်2ရိုးရိုးလေးထိုသခင်ရှုခရစ်တော်ဘုရားကိုမိမိရဲ့ကယ်တင်ရှင်ရဲ့တကယ်အရှင်တကယ်ပြည့်ယုံကြည်လက်ခံမှဆိုရိုးရိုးလေးယုံကြည်ပါကျွန်တော်နံပါတ်3ထူးခြားမှုအသက်တာခံစားမှဖြစ်တယ်နံပါတ်1ဘာလို့ဖို့လို့လဲမြည်ဆန်းပါဘုရားကယ်လားမကယ်ဘူးလားမြည်ဆန်းပါနော်မြည်ဆန်းလို့ရတယ်နံပါတ်2ရိုးရိုးလေးယုံကြည်ပါဆန်းဆန်းပြည့်ပြည့်ယုံကြည်စရာမလိုကိုတော့ဒါအပြစ်သားကျွန်တော်ကျမအပြစ်သားဖြစ်တယ်သေငရဲသွားမှဖြစ်တယ်ကျွန်တော်မှာဘဝအခက်ခဲတွေအများကြီးရှိတယ်လူငယ်ဆွေလူငယ်အလျောက်လူကြီးဆွေလူရောက်အဲ့ဒီအရာလေးကိုကိုတော့လွတ်မြောက်နေဆိုတာကျွန်တော်ယုံကြည်တယ်ကျမယုံကြည်တယ်ဒါဆိုဘဝအသက်တာထဲမှာနံပါတ်3ထူးခြားမှဖြစ်တယ်မဖြစ်နိုင်တဲ့အရာကိုဖြစ်အောင်လုပ်ပေးတာဖရားပဲရှိတယ်ဖြစ်နိုင်တဲ့အရာကိုလုပ်တယ်ဆိုတာလူပဲရှိတယ်လူကဖြစ်နိုင်တဲ့အရာပဲလုပ်တယ်ဖရားကကျွန်တော်တို့ဘဝအသက်တာအလုံးမဖြစ်နိုင်တဲ့အရာဖြစ်အောင်လုပ်ပေးတယ်ဆိုတာကိုနံပါတ်1အနေနဲ့ဝင်ပြချင်တယ်နံပါတ်2အနေနဲ့ကကျွန်တော်တို့ရဲ့အသက်တာထဲမှာကျမ်းစာကဘယ်လိုဖော်ပြလဲသင်ရှိမှငါသွား၍မြင့်သောအရာမှန်သမျှအလုံးကိုဖရားသခင်တည်ညီလို့ဆောင်တော့မှာဖြစ်တယ်နောက်တော့ကျွန်တော်တို့ဘဝအသက်တာထဲမှာကြမ်းတမ်းခက်ထန်တဲ့အရာတွေအားလုံးမှန်သမျှအားလုံးကို2026ခုဘယ်နှစ်ရက်ရှိပြီလဲ2ရက်ပဲရှိသေးတယ်နောက်ထပ်ရက်ပေါင်း363ရက်တောက်ကြံသေးတယ်အဲ့ဒီကျွန်တော်363ရက်ကိုကျွန်တော်တို့ဘယ်သူနဲ့သွားမလဲကိုအားကိုပြီးသွားလို့ရတယ်ဖယားနဲ့ပေါင်းပြီးတော့သွားလို့ရတယ်ကိုအားကိုပြီးသွားမယ်ဆိုရင်တော့ဒီကျွန်တော်တို့ရဲ့အသက်တာမှာ363ရက်ကိုရေဆိုင်ဖို့ရန်အတွက်ကတော့တော်တော်လေးခဲရင်ပါဒီနေ့ကျွန်တော်ဖျားရှိခိုးပြီးနောက်တနိုင်ပါဖြစ်မလဲဆိုတာမပြောနိုင်တဲ့ခေတ်ကာလထဲမှာကျွန်တော်နေတယ်မြန်မာနိုင်ငံကကျွန်တော်တည်တန်းသွားတဲ့အခါမှာသူတည်တန်းပြုတဲ့အထက်ထဲမှာမြန်မာနိုင်ငံကအန်ဒီရဲ့အရှိဆုံးရဲ့စုံထဲမှာအဆင့်4နေရာမှာရောက်ရှိတယ်ဆိုပြီးတော့ဒီနေ့ကျွန်တော်တို့အနုလက္ခဏာအဖြစ်ကျွန်တော်တို့ကြားရပေမဲ့အပေါင်းလက္ခဏာကအေမာနွေလဖျားသည်ငါတို့နဲ့အတူရှိသောကြောင့်ဆိုတဲ့အဲ့ဒီအရာလေးကိုဒီယုံကြည်သူခရိယန်တွေအသက်တာထဲမှာမမေ့ဖို့ရအတွက်ခွန်အားပေးခြင်းနဲ့ဒါဖို့တမန်ကျမ်းစာထဲမှာဖော်ပြတဲ့ဖယားကကျွန်တော်တို့အရှိမရှိတဲ့အခါမှာအရာအလုံးကိုဖယားသခင်ကမှဖြစ်တယ်တွန်းလှန်တိုက်ခိုက်မှဖြစ်တယ်တဲ့ဒီတဲ့မကသေးဘူးဖယားသခင်ကမောင်မိုက်ထဲမှာဝတ်ထားတဲ့ဥစ္စာတွေပြည့်စည်တဲ့ကျွန်တော်တို့ကိုပေးမှဖြစ်တယ်ဟာလေလုယာတရားနာမသားရဲ့ဘုန်းကြီးပါစေကျွန်တော်မြန်မာနိုင်ငံခက်ခဲတယ်လို့ဘယ်တော့ပဲရှိပါသေးတယ်ဖယားနဲ့သွားရင်အမြဲတမ်းပျော်ရွှင်တယ်ဖယားနဲ့ပြစ်သွားရင်အဲ့ဒီခက်ခဲမှုကကျွန်တော်တို့အားလုံးအတွက်စားစရာတွေဖြစ်တယ်နော်တချို့ကပြောတဲ့ဟာမြန်မာနိုင်ငံကဘာနဲ့တူလဲတဲ့ငရဲဦးနဲ့တူတယ်တဲ့ပူနေပြီးတဲ့ဖယားမရှိတဲ့နိုင်ငံသားနဲ့ငရဲဦးနဲ့တူတာပဲဖယားရှိရင်မြန်မာနိုင်ငံကဘာဖြစ်လဲကောင်းချီးမင်္ဂလာရှိတယ်ဘယ်နိုင်ငံနဲ့တော့မသိဘူးနော်အင်္ဂလန်လားဒီဥရောပမှာပဲ
နော်ရေကခန်းချောက်သွားတာလေချက်ချင်းရေကခန်းချောက်သွားတယ်ရောမမြစ်ရေတာပါလေနော်တအားကြီးတဲ့မြစ်ရေကချက်ချင်းကိုပျောက်သွားတယ်အင်္ဂလန်ကပါလေသူဒီဥရောပမှာပဲလူတွေကကြောက်လန့်တုန်လှုပ်သွားတယ်ဒီရေတွေဘယ်ရောက်ကုန်ပြီလဲဟုတ်လားဒါပေမဲ့တမန်ကျမ်းစာထဲမှာနောက်ဆုံးတော့ခေတ်ကာလရောက်တဲ့အခါမှာဖယားကသူ့ရဲ့နှုတ်ကပတ်တော်ပြည့်စုံဖို့ရန်အတွက်တစ်ခုပြီးတစ်ခုလောကမှာရှိတဲ့လူတွေကိုဘာဖြစ်တယ်စကားပြောနေတာဖြစ်တယ်တဘောဝတရားကကျွန်တော်တို့ကိုစကားပြောနေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖယားနဲ့သွားသောကြောင့်ဖြစ်လာမယ်ဆိုတာနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့သိထားတဲ့အတွက်ကြောင့်ချီဆောင်ခြင်းရောက်လာတော့မယ်ကျွန်တော်ယုံကြည်သူဖယားသားသမီးအတွက်ပါဗျဝမ်းသာစရာစကားဖြစ်တယ်အခက်ခဲတွေနမိတ်လက္ခဏာတွေဖြစ်လာတယ်။အော်သခင်ယေရှုဖခင်ကြွလာဖို့နေပြီ။ဒါတို့ထိုဖခင်နဲ့တူကောင်းကင်နိုင်ငံကိုစိုးစံရတော့မယ်ဆိုတာကဖခင်သားသမီးတွေအတွက်ကဝမ်းမြောက်စရာတစ်ဖြစ်တယ်။ဖခင်ကိုမသိတဲ့သူတွေအတွက်ကတော့တုံလုံးခြောက်ခြားစရာတွေဖြစ်လားမဖြစ်ဘူးလားဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။အခုတမန်ကျမ်းစာထဲမှာ2026မှာသွားလျာရာ၌ကျွန်တော်တို့ဘယ်သူကိုပို့ပြုပြီးတော့အသက်ရှင်မလဲဆိုတာကျွန်တော်တို့ရဲ့အသက်တာထဲမှာစဉ်းစားဖို့ရအတွက်ခွန်အားပေးခြင်းနဲ့ဒါပေမဲ့2026မှာကြွယ်ဝခြင်းနဲ့သွားခြင်းရင်ခွင့်လွှတ်ခြင်းနဲ့သွားရမှာဖြစ်တယ်။ကြွယ်ဝခြင်းခွင့်လွှတ်ခြင်းနဲ့ကျွန်တော်တို့သွားမှာဖြစ်တယ်။2026 2025မှာခွင့်မလွှတ်နိုင်တဲ့အရာတွေရှိလားမရှိလားအများကြီးရှိတယ်။ဒါပေမဲ့2026ကိုတော့သယ်ဆောင်မသွားတော့ဘူးအတွက်အရင်အရေးကြီးတယ်။ဒါပေမဲ့ကျွန်တော်တို့ကြွယ်ဝခြင်းဘာလို့ရမလဲခွင့်လွှတ်ခြင်းနဲ့ကျွန်တော်တို့သွားဖို့ရအတွက်ဖြစ်ပါတယ်ခွင့်လွှတ်ခြင်းကတကယ်ပဲမင်္ဂလာတစ်ပါးဖြစ်တယ်နံပါတ်1အောင်မြင်ခြင်းတော့သူတစ်ပါးအကြောင်းမတွေးနဲ့ဘုသူ့အကြောင်းပဲစဉ်းစားမလဲဖယားအကြောင်းပဲကျွန်တော်တို့စဉ်းစားမှာဖြစ်တယ်အောင်မြင်ခြင်းသူတစ်ပါးအကြောင်းမတွေးနဲ့သူတစ်ပါးအကြောင်းတွေးပြီးတော့သူတစ်ပါးအကြောင်းပဲစဉ်းစားနေတဲ့များတဲ့သူတယောက်ကအောင်မြင်မှုတော့မလိုက်ဘူးဒါဘုကျုပ်ချစ်တော်ညီကိုမောင်နှမတွေကျွန်တော်တို့အသက်တာထဲမှာအောင်မြင်ခြင်းတော့သူတစ်ပါးအကြောင်းမတွေ့တဲ့နံပါတ်3တစ်ချက်ကျွန်တော်တက်တာမှာဆင်ခြင်တဲ့အရာတန်ဖိုးရှိခြင်းအချိန်ကိုတန်ဖိုးထားတတ်အောင်သင်ယူပါလောကမှာအောင်မြင်တဲ့သူတွေတော်တော်များများကအချိန်ကိုတန်ဖိုးထားပြီးတာအသက်ရှင်တယ်ဒါဆိုဒီနေ့ကျွန်တော်တို့အချိန်ကိုကျွန်တော်တို့ရဲ့အချိန်24နာရီဖယားသခင်ပေးတာအတူတူချင်းဖြစ်ပေမဲ့ကျွန်တော်တို့အချိန်ကိုလောကမှာပဲကုန်ဆုံးမလားဖယားနဲ့ပဲကုန်ဆုံးမလားဆိုတာကျွန်တော်တို့တက်တာထဲမှာဆင်ခြင်ဖို့ရန်အတွက်နံပါတ်3တစ်ချက်နဲ့ခွန်အားပေးခြင်းတန်ဖိုးရှိခြင်းရဲ့ဆိုရင်အပြည့်အချိန်ကိုတန်ဖိုးထားတဖို့ကျွန်တော်ရဲ့အသက်တာထဲမှာတည်ဖို့ဖြစ်ဒီချုပ်ဖြစ်ရတော်တော်များများကိုယ်ွယ်ချင်း Sunday worship မှာ10နိုင်ဝိပုကိုကိုဆို10နိုင်ပွဲ10နိုင်မိနစ်40မှာရောက်တဲ့အခါမှာဘုရားကိုအားနာဖို့အရှင်းကောင်းတယ်ဘာမဟုတ်တဲ့စေမှုကကျွန်တော်တို့ကိုဒီလာရမယ်တော့အရေးကြီးကိစ္စရှိတယ်ဆိုရင်စေမှုအဆင့်လောက်ရှိတဲ့ပုံကိုကျွန်တော်တို့10နိုင်ချိန်တိုင်း10နိုင်မရောက်ဘူး9နိုင်မိနစ်40မှာရောက်တယ်မပြောပါတဲ့သူတွေကိုကျွန်တော်ဘာကြောက်ရမ်းကြောက်တယ်ဘုရားကိုကျွန်တော်တို့မကြောက်ဘူးဘုရားကိုမကြောက်ရင်လောကရောကျွန်တော်ကြောက်မှာဖြစ်တယ်ဘုရားကိုကြောက်ရင်လောကရောဘာမှသိကြောက်တော့ဘုရားသခင်တိတိတော့မှပြောလဲဆိုနိတိတော့မှပြောလဲတကိုးပါသောစိတ်ချစ်တတ်သောစိတ်ကြောက်တတ်သောစိတ်ကိုဘုရားမပေးဘူးဒါကျွန်တော်ဘဝအသက်တာထဲမှာအရင်ရေးကြည့်တယ်နံပါတ်4တစ်ချက်မှာနေ့စဉ်မှာကောင်းကြီးဖြစ်ခြင်းဦးစားပေးမမားပါနဲ့2026မှာမင်္ဂလာရှိခြင်းကောင်းကြီးမင်္ဂလာနဲ့ပြည့်ဝခြင်းကျွန်တော်တို့ဘဝအသက်တာကကောင်းကြီးပေးဒီနေ့ဦးစားပေးမမားဖို့ရန်အတွက်အရင်အရေးကြီးတယ်လေဘုရားသခင်ထံမှာကောင်းကြီးမင်္ဂလာလို့ခြင်းနဲ့နေ့စဉ်မှာမင်္ဂလာရှိခြင်းနဲ့အသက်တာဖြစ်ခြင်းပဲဘုရားနဲ့ပတ်သက်ကျွန်တော်ဦးစားပေးအရင်ပါတယ်ကုမ္ပဏီမှာအလုပ်ပြုတ်ဖို့အတွက်ကျွန်တော်အရင်စိုးရင်တယ်ဘာဖြစ်အလုပ်တစ်ခုရောက်ကျွန်တော်အခုကြားတာအလုပ်တစ်ခုရောက်ဖို့မလွယ်ဘူးဆရာတဲ့ဘုရားမှာအလုပ်မရှာပါဘူးစာလံဆရာစာလံ121ဒီ6ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့ထွက်သက်ရဝင်သက်ကဖယားလက်ထဲမှာပဲရှိတယ်ကွန်မြူနီလက်ထဲမှာမရှိဘူးဟာလေလုယာနော်အရင်ကောင်းမြတ်တဲ့ဖယားပါနော်ဒါဆိုကျွန်တော်တို့ဖယားကောင်းမြတ်တယ်ဆိုတော့ကျွန်တော်ကောင်းကြီးခံစားတဲ့အချိန်မှာဖယားကောင်းမြတ်တာလားဒုက္ခပြဿနာထဲမှာတော့ဖယားမကောင်းမြတ်ဘူးလားဖယားကောင်းမြတ်ပြီးသားဖြစ်တယ်ဒါမို့ချစ်တော်ယုံကြည်လို့ဒီနေ့ကျွန်တော်အသက်တာထဲမှာ2026မှာမင်္ဂလာဖြစ်ခြင်းနဲ့နေ့ဒီမှာကောင်းကြီးမင်္ဂလာနဲ့ကြွယ်ဝခြင်းနဲ့ဆိုရင်ကျွန်တော်တို့အသက်တာထဲမှာဦးစားပေးမမားဘူးရန်အတွက်တစ်ချက်ပြောချင်တယ်နံပါတ်5ကတော့ကောင်းကြီးဖြစ်ချင်တော့ဆယ်ဖို့တစ်ဖို့နဲ့ဦးသီးကိုတော့မပြတ်ကွက်ပါနဲ့ကောင်းကြီးဖြစ်ချင်ဆယ်ဖို့တစ်ဖို့နဲ့ဦးသီးကိုပါဖြစ်တယ်ကွက်ပြက်လို့မရဘူး
ကျွန်တော်မြင်ရတဲ့ကောင်းကြီးမမြင်ရတဲ့ကောင်းကြီးအချိန်ပါညာအကုန်ကျွန်တော်တို့ဘဝအသက်တာအားလုံးဦးသိနဲ့ဆက်ဖို့တဖို့ကိုဘာဖြစ်လဲမပြက်ကွက်ဖို့ရအတွက်ကျွန်တော်အရင်ရေးကြည့်တယ်ဘုရားစီမှာတော့ကောင်းကြီးလိုချင်တယ်ကျွန်တော်ဆက်ဖို့တဖို့မပေးဘူးဦးသိမပေးဘူးဆိုကောင်းကြီးဖြစ်မလားဘာထဲမှာတော့အတိုးလိုချင်တယ်ဒါပေမဲ့ထက်ထားတဲ့ပတ်စက1000ပဲဆက်မထည့်တော့အတိုးရမလားမရဘူးနော်များလိုချင်တော့များထည့်ဖို့လိုတယ်တော့ဖရားရဲ့နိယာမတရားပါတယ်ထိုကဲ့သို့ဖြစ်တယ်ဒါပေမဲ့ချစ်တော်ယုတ်ကြည်သူဒီနေ့အသက်တာထဲမှာလှုပ်ရမယ့်အရာတွေအများကြီးရှိတယ်လှုပ်ဆောင်ဖို့ဖြစ်တယ်ကဲဒီချင်းကတော့ဘာတစ်ခုမှလှုပ်เสียမလို့ဖရားလှုပ်ပေးတာကိုကျွန်တော်ရိုးလေးယုံကြည်တာနဲ့အသက်တာထဲမှာကိစ္စကပြီးပြီသွားမလှုပ်နဲ့လှုပ်ကြကိုမလို့ဖရားကလှုပ်ပေးပြီးသားဖြစ်ဒါပေမဲ့ကျွန်တော်တို့ဘဝအသက်တာခရိယံအသက်တာအသက်ရှင်တဲ့ခဏတာလေးမှာတော့ကျွန်တော်တို့လှုပ်ဆောင်မယ့်အရာတွေအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်လှုပ်ဆောင်သွားဖို့ရအတွက်ခွန်အားပေးခြင်းနဲ့အခုချစ်တော်ယုတ်ကြည်လို့ကျွန်တော်လှုပ်ဆောင်တဲ့အရာတွေကလည်းအချင်းကြီးမဖြစ်ဘူးတမလို့မှာကျွန်တော်တို့အတွက်တပတ်တော်ဖူကောင်းကြီးမင်္ဂလာတော်ဖူရှိလားမရှိဘူးလားရှိတယ်ဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်တယ်နေ့သစ်2026မှာကျွန်တော်ယုံကြည်သူတွေဘယ်သူနဲ့ချိန်လမ်းမလဲကိုဥဆောင်မလားဖယားဥဆောင်ရဲ့အောက်မှာပဲကျွန်တော်တို့ရဲ့ဝတ်ခံခြင်းနဲ့သွားဖို့ရအတွက်ဒီနှုတ်ကပတ်တော်အဖြစ်တိုက်တွန်းခွန်အားပေးနှိုးဆော်ပါတယ်ရောက်တဲ့ဖယားကောင်းကြီးပေးပါစေအာမင်ဝိငါပေးတော်ရဲဆရာကိုကျေးဇူးပါလို့ပြောပါတယ်ရောက်ဆိုင်တဲ့သူဓမ္မမိတ်ဆွေရောက်စီနေတယ်ခွန်အားရရှိမယ်လို့ယုံကြည်တယ်ပြီးတော့မှအသက်တာထဲမှာလည်းစိတ်ပြေစရာဖြစ်မယ်လို့ယုံကြည်ပါတယ်လို့ကျွန်တော်တို့ခုချိန်မှာမိသားစုရဲ့ဆုတောင်းစရာတွေပြီးတော့မှအစွမ်းကနေ့တိတ်အတွက်ကျေးဇူးတော်ချီးမွမ်းစရာဖြစ်တဲ့တသားရဲ့ graduation နော် graduation ဝေစာวันนี้တဲ့အစီအစဉ်အတွက်လည်းဆရာကနေပြောမှဆုတောင်းပေးမယ်ပြီးတော့မှတရှိတဲ့မိသားစုတွေပြီးတော့မှဟိုဇောဝေရဟိနော်ဇောဝေဟန်ဝေရဟိတို့မိသားစုအတွက်ကိုဆရာကနေပြောမှဆုတောင်းပေးမှာဖြစ်ပါတယ်လို့ဆုမတောင်းခင်မှာသမီးငယ်လေးတို့ချစ်တယ်မှာအကုန်လုံးချီးမွမ်းခြင်းကိုကြားနာမှာဖြစ်ပါတယ်လို့အရာခက်သိမ်းဟာကိုရောအတွက်ပဲဆိုတဲ့တခြင်းအပြင်ရခင်ရဲ့ကိုချီးမွမ်းပေးမှာဖြစ်ပါတယ်အာမင်
မိသားစုအားလုံးအတွက်ကိုကျွန်တော်တို့ကနော်ဆူတောင်းဖို့ဖြစ်ပါတယ်ကျွန်တော်ကနေပဲထောက်ပြီးတော့ဆူတောင်းဖို့ဖြစ်ပါတယ်ကျွန်တော်တို့ကဆူတောင်းကြရအောင်မြေတော်ရှင်ဖဖျားကျေးဇူးတော်နဲ့ကိုတော်ပေါင်းကိုချီးမွမ်းပါတယ်ကိုတော်ဖျားကောင်းမြတ်ပါတယ်2025မှာပို့ဆောင်လမ်းပြကောင်းကြီးပေးလို့အသက်ရှင်ခွင့်ကျမ်းမာခြင်းနဲ့တူဒီနေ့2026နေ့ရက်သာသမီတို့မရောက်ဘူးတော့လေကျေးဇူးတော်အဖြစ်ကိုတော်ဖျားပို့ဆောင်ကောင်းကြီးပေးတဲ့ဘကနေရက်တိုင်သာသမီတို့နေထိုင်ဝင်ခွင့်ကိုတော်ဖျားပေးတော့ကြောင့်ကိုတော်ကိုအထူးပဲကျေးဇူးတင်တယ်မြန်မာတော်တို့သုံးဝေချေကတဲ့သားကျွန်တော်မျိုးနဲ့တူလာရောက်ပါဝင်သောဓမ္မမိတ်ဆွေများမိသားစုဝင်များမစုံမလင်အားနဲ့ချက်ဇာတိအသွေးအသားနဲ့အသက်ရှင်တဲ့အရာတွေလည်းရှိပါတယ်ဘုရားသခင်လက်တော်နဲ့အာဏာနဲ့ကိုတော်ဖျားဖွင့်လို့နဲ့ကျေးဇူးတော်အဖြစ်အသွေးတော်အနဲ့ရွေးချယ်ခံရပြီးဒီနေ့ကျေးဇူးတော်ချင်းမောချင်းရှိမှာပါဝင်ခွင့်ကိုတော်နှုတ်ကပတ်တော်ကိုအတူတကွဝင်မြစစ်ဆိုနားထောင်တော်ခွင့်ကိုတော်ဖျားပေးသောကြောင့်နာမတော်ကိုချီးမွမ်းပါတယ်ဘုရားသခင်ဆုတောင်းပါတယ်ဒီနေ့ဆရာမကြီးတော်သူမေတို့မိသားစုသူရဲ့သမီးတွေဒီမှာရှိတဲ့သူရဲ့သားတွေတူတွေတူမတွေမြည်တွေနဲ့အတူဓမ္မပိတ်တွေကဒီအမိုးအောက်မှာစူးစီးပြီးတော့ကျေးဇူးတော်ချီးမွမ်းခြင်းဒီရှိပူဇော်တော်ခွင့်အဖပြည့်စေကောင်းကြီး